အားလုံးပဲမင်္ဂလာပါဒီနေ့ကစီအကြောင်းပြောမယ်ဆိုပေမဲ့ရင်စီကန်လန်စီကန်အကြောင်းလေးလဲထည့်ပြီးပြောအောင်အဲ့ဒီတဲ့နေရတိတ်မကောင်းဘူးဒါပေမဲ့စပားတွေကလည်းလုံနေရတော့မွေးတယ်လည်းမွေးအားပါဘူးဗျာဘာဖြစ်လဲတော့ဟိုနေ့ကမူပင်သွားတာမူပင်လမ်းဆုံးပေါ့ရေလဲလမ်းဆုံးမှာမြင်တွေ့နေရဟာလမ်းဆုံးဘလို့မြင်တွေ့ရလဲဆိုဒီမူပင်မျိုးဘက်ကထွက်လမ်းဆုံးရောက်ဒီတက္ကသိုလ်ဘက်ကိုယ်မဲ့ဘက်ပေါ့လေကြိုက်လက်ဘက်ကိုသွားမဲ့ဘက်ဟိုရှက်မျက်နှာချင်းဆိုင်လမ်းနေလာကားဆိုင်ကလာတွေ့တာတွေ့ရက်ပေးလိုက်ပေါ့မြို့အရှက်ဖြတ်ကိုယ်တာတော်များဖြတ်ကိုယ်ကြတယ်ဖြတ်ကိုယ်တာရေးမကြည့်ဘူးခင်ဗျားဖြတ်ကိုယ်လို့ရခင်ဗျားမြင်းစီကိုခင်ဗျားနင်းပြီးမှဖြတ်ကိုယ်လို့ရမယ်တခုနောက်တစ်ခုကဘာလဲဆိုခင်ဗျားမြင်းစီမနင်းမဲနဲ့ဖြတ်ကိုယ်တယ်ပဲထောင်းခင်ဗျားတို့တိုက်ခံရမယ်ခင်ဗျားတိုက်ရင်သေးမှာတေလို့တေတော့မှအကောင်းသေးမှာမဟုတ်နော်ခင်ဗျားအမှုဖွင့်ခံရမှာခင်ဗျားတေလဲတေသေးခင်ဗျားအမှုဖွင့်ခံရမှာဘာဖြစ်လို့အမှုဖွင့်ခံရမှာလဲဆိုတော့မြန်မာနိုင်ငံ1989ခုနှစ်မတော်ရင်နေဥပဒေရှိတယ်အဲ့မတော်ရင်နေဥပဒေမှာဘာပြောထားလဲဆိုတော့အဲ့1989ခုနှစ်မတော်ရင်နေဥပဒေ148မှာ148ခါခွေးမှာရေးထားတာတဲ့မနေ့ချင်းလာရခြင်းပေါ့မနေ့ချင်းလာရခြင်းဟုတ်တဲ့လမ်းကွာမနေ့ချင်းလာရခြင်းကိုဖြတ်ကူးရခြင်းကြောင့်ရင်တိုင်းမှုဖြစ်တယ်တဲ့သူအဲ့လိုရေးထားတယ်ကျွန်တော်ဖတ်ပြမယ်တဲ့သွားသည်ရင်တဲ့မရှင်းပဲချိုးကွေးသည်ခြင်းကြောင့်ရင်တိုင်းမှုဖြစ်သွားရခြင်းဖြစ်သည်တဲ့ပြောနေတာတော့ဗျာခင်ဗျားတို့ကွေးတဲ့ကောင်တော့မှားတာပေါ့ဒါပဲပြောနေတာအဲ့ဒါပဲအဲ့လိုမကွေးကြနဲ့နော်အဲ့ဒါကိုပြောနေတာဒီမှာသူရေးထားတယ်1989ခုနှစ်မတော်ရင်နေဥပဒေ148ခါခွေးအရတဲတဲ့သွားသည့်ရင်မရှင်းပဲတဲ့ချိုးကွေးသည့်ရင်ကြောင့်ရင်တိုက်မှုဖြစ်ပေါ်ရခြင်းဖြစ်သည်တဲ့အမပုံနဲ့တော့သူပြောထားတယ်ဗျာနော်ဒီစာအုပ်လေးကဲအမတွေ့လားခင်ဗျားတို့အတိုင်လဲခံရမယ်အမှုလဲဖွင့်ခံရမယ်ခင်ဗျားတို့အသက်တွေပါရောစပယ်အပူပါနေလားအဲ့ဒါလည်းမေးရအောင်မယ်ဟိုဒါအဖြစ်ပြောတာမဟုတ်ဘူးဒါခင်ဗျားတို့မသိတဲ့လူတွေသိအောင် share ရင်းလုပ်ပေးတာသိတဲ့လူတွေကလည်းမသိတဲ့လူတွေရှိသေးလို့ရှိရင်လည်း share ပေးလိုက်ပါဗျာဟိုတွေ့တော့လည်းသူတို့ဘူးသူတို့ရတာကျွန်တော်လည်းအခုမှလေးလာနေတာနော်လို့အမြင်တော်တာလေးရှိရင်တော့ခုနောက်ပိုင်းနည်းနည်းလေးပြောမယ်ပေါ့နော်အဲ့ဒါပါပဲမနေ့ကလည်းစီပြဿနာစီကိစ္စတင်နေတယ်လူကကျမကြီးတိတ်မကောင်းချောင်းရဆိုလူကစဘာတွေကလည်းမလဲထဲမှာပုံလိုက်ဖြစ်အဲကြောင့်